အားလုံးမင်္ဂလာပါဒီဗီဒီယိုကကြတော့ online ငွေလွှဲလုပ်တဲ့သူတွေအလိမ်ခံရတဲ့ဒီပေါ်တော့ဒါဘတ်3000လောက်အလိမ်ခံလိုက်ရတယ်ကျွန်တော်တကယ်ကြီးတယောက်တည်းအဲ့လင်ကြီးတစ်ခုကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်ငွေလွှဲလုပ်တဲ့သူရဲ့ဘဏ်ကတ်နဲ့လူလယ်ကနေပြီးတော့ဂျားတွေကနေခုနကလိုပဲလက်တလုံးကြားကျွန်တော်ပထမဗီဒီယိုတစ်ခုလိုပဲလက်တလုံးကြားလိမ့်တာပဲသူကကြတော့ဒီဘဏ်ကတ်ကိုလူလယ်ကကြတော့ဘဏ်ကတ်ကိုသူကခဏယူထား online မှာဘဏ်ကတ်တွေကျွန်တော်အများနဲ့တင်ထားရဆိုတော့ဒီငွေလွှဲလုပ်သူရဲ့ဘဏ်ကတ်ကိုလူလယ်ကနေပြီးယူထားပြီးတော့ဒီငွေလွှဲမဲ့သူကိုအဲ့ဘဏ်ကတ်ကိုပေးလိုက်မှာနည်းနည်းရှောက်သွားလားမသိဘူးလားဂျားထဲမှာသူကအရင်ဆုံး account တစ်ခုလုပ်ရ Facebook မှာ account တစ်ခုဒီပိုင်ရှင်နဲ့ကတ်ပိုင်ရှင်နဲ့ပုံစံတူတဲ့ account တစ်ခုလုပ်တယ်ပြီးငွေလွှဲတဲ့သူကငွေလွှဲခြင်းနဲ့လို့ live ပေါ်ချလိုက်တဲ့ခါကျလို့ရှင်အရင် history လည်းမရှိဘူးဆိုချလိုက်တဲ့ခါဒီလူတွေရဲ့ page ကိုတွေ့သွားမှာ page ကိုတွေ့သွားလို့ရှင်ဘဏ်ကတ်ကိုသူကငွေလွှဲခြင်းနဲ့ဆိုပြီးလူလယ်ကိုဘဏ်ကတ်တောင်းလိုက်လူလယ်ကသူ့ဘဏ်ကတ်ပေးမှာမဟုတ်ဘူးဒီငွေလွှဲတကယ်လုံးနေတဲ့သူရဲ့ဘဏ်ကတ်ကိုပေးမှာလူလယ်ကအဲ့လိုပေးလိုက်ပြီးတော့သူကနေအကြိုက်စစ်မဲ့ဒီကောင်လိမ်လားမလိမ်လားကျွန်တော်လည်းစစ်မှာဒီဘဏ်ကတ်ကိုကြည့်လိုက်တော့ဟုတ်တယ်သူရင်လွှဲဦးနေတဲ့သူပဲနာမည်တစ်ခုခုပေါ့မပေါ့အဲ့ဆိုလို့ရှိရင် तू ကရင်ယုံကြည်တဲ့ဒီဘဏ်ကိုလွှဲလိုက်မှာလွှဲလိုက်လို့ရှိရင်ဟုတ်တယ်ထုံးစံတိုင်းပဲ तू လွှဲလိုက်တဲ့ဟာ तू ရောက်လာမယ်ဒါပေမဲ့ဂျားထဲမှာကျတော့ तू လွှဲတယ်ဆိုတာဒီကလွှဲတဲ့သူကဒီဘက်အရင်ဘဏ်ပိုင်ရှင်ဘဏ်ကတ်ပိုင်ရှင်မသိဘူးအဲ့ဥစ္စာကိုဒီဂျားတဲ့လူလယ်ကနေပြီးတော့ကျတော့ဘလို့သပြောမလို့ဆိုတော့ तू ငွေလွှဲခြင်းလို့ပါဒီကိုငွေလွှဲကြအမားတို့ကတ်လေးပေးပါအောင်ဆိုတော့အဲ့ကတ်ကို तू ပေးလိုက်တယ်သူ့ကိုပေးလိုက်တော့ဒီလူလယ်ကနေပြီးတော့ तू လွှဲလာတဲ့ဆက်လက်ကိုသူ့ကိုပြလိုက်တယ်ပြပြီးတော့ तू ကဂျားထဲမှာ KB နဲ့ထုတ်သွားမှာဘဏ်နဲ့လွှဲတာကိုဂျားထဲမှာ KB နဲ့ထုတ်သွားမှာအကြိုက်ဒီ KB ကမြန်မာပြည်ကိုဒီကလူကလွှဲပြီးသွားပြီနောက်ထပ်ဆက်လက်ပြောက်ပြီး2မိနစ်3မိနစ်လွှဲပြီးသွားလို့ရှိရင်ဒီလုံကလစ်သွားပြီမရှိတော့ဘယ်မှမသိတော့အဲ့လိုဆိုလို့ရှိရင်ဒီလွှဲတဲ့လူကပါသွားပြီတိုင်းလိုလည်းမရဘူး KB ကမြန်မာနိုင်ငံကလွှဲတာဘဏ်အကြိုက်ဒီကောင်တိုင်မှာတိုင်ရင်ဒီဘဏ်ကပ်ပိုင်ရှင်တိုင်မှာအကြိုက်ဂျားတဲ့ဒီဘဏ်ကပ်ပိုင်ရှင်ဘူးမသိပါဘူးသူတို့ကနေထိုင်နေဘဏ်ကိုသွားပြီးတော့သူမဟုတ်ပါဘူးသူနဲ့လည်းမသက်ဆိုင်ပါဘူးဆိုတဲ့အကြောင်းဘဏ်မှာတော့ပြင်ရှင်ရဲစခန်းလည်းရောက်ပါညာနဲ့လှုပ်တွေချုပ်ပြီးတော့အများကြီးဒုက္ခရောက်နိုင်တယ်အဲကြောင့်ငွေလွှဲတဲ့ခါကျရင်ကိုယ်လည်းမသိတဲ့ငွေလွှဲတဲ့သူတွေလည်းဘဏ်ငွေလွှဲလုပ်တဲ့သူတွေကဂရုစိုက်တဲ့နဲ့ကိုယ်လည်းမသိဒီဇိုင်းတွေဆိုလို့ရှိရင်ဒီငွေလွှဲလုပ်တဲ့သူတွေကဂရုစိုက်တဲ့နဲ့ဒီဥစ္စာလည်းဒီဥစ္စာနည်းနည်းတော့အဆင့်မြင့်တယ်ဒီဥစ္စာတော့ Facebook မှာနည်းနည်းလေး follower ဝယ်ထားပြီးတော့လောက်ရမှာဒီလူတွေကကျတော့ခုနကလူလည်းနီးတူပဲပထမဗီဒီယိုတစ်ပေါ်နီးတူပဲဒီကောင်လည်းအဲ့လိုပဲလင်ခံရနိုင်တယ်အရန်လွယ်တယ်ဆိုတော့ AI ခေတ်ကြီးမှာ AI နဲ့ဟိုဟာဒီဟာလိမ်တာမဟုတ်ဘူး offline နေလဲလိမ်လို့ရတယ်ဆိုတဲ့အကြောင်းသိသွားပြီလို့ဖြစ်ပါတယ်လောက်ဆိုရင်တော့အားလုံးပဲကျေးဇူးတင်ပါတယ်